to my channel ဒီနေ့ vlog လေးကတော့ Kansas City ကိုအလဲသွားခဲ့တဲ့ video လေးဖြစ်ပါတယ်အားလုံးမကြည့်ရှုပေးကြပါဦးရှင် guys ဆောင်းမိပါပါရှင်ခုချိန်မှာဆိုတော့ဇွန်တို့ရဲ့အိမ်သွားနေရဖြစ်ပါတယ်မင်းတိုင်း Kansas City သွားအောင်မလို့မနေ့အစော9နာရီထားပြီးသွားမှာပေါ့နော်ဘတ်ကားမရှိမှဆိုတော့ sleep over တော့လုပ်ကြပါရောင်မောင်မဲတိတ်ဆိတ်ပြီးတော့ခုနကမှမူရသွားပါတော့ဆိုတော့သွားရပါတယ်ဒါတော့ဘတ်ကားမတိုင်နေဖြစ်ပါတယ်ဘတ်ကားဆောင်နေရပါဒါတော့ဘတ်ကားနောက်တစ်ခါစီးဖို့ပြန်ဆောင်နေရပါတော့ပြောင်းစီးရမှာဆိုတော့4 မိနစ်ကျန်သေးပါတယ်ပြီးတော့တငယ်ချင်းရုံလမ်းလျှောက်သွားတယ်ပေါ့နော်အားလည်းအမှတညအိပ်ပြီးတော့မနက်9 နာရီလောက်ထားပြီးတော့သွားကြပါတယ်ရှင်ဒါကတော့စီးသွားမယ်ဘတ်ကားကြီးဖြစ်ပါတယ်3လောက်အစားမဲ့3ဆိုတော့လုပ်တယ်အဆိုင်ကအကြောင်းပြောတယ်ပေါ့ပါပြီးတော့ကားပေါ်မှာပေါ့နော် breakfast ပါမုံနဲ့အေးကျွေးရပေါ့နော်အားနဲ့ကြိတ်လာခဲ့ပါတယ်နေနှစ်ခုယူပြီနော် Wow it looks so yummy Thank you. Thank you. Da da da. အဲ့လိုနဲ့မှာကောင်းအမုန်းစီးရပါတော့အသွား3နာရီအပြန်3နာရီစုစုပေါင်း6နာရီလောက်ကားစီးလိုက်ရပါတယ်အဲ့ရသူကတော့အိတ်နေပြီပေါ့နော်ကဲပါအဲ့လိုနဲ့ Kansas City ရောက်ရှိလို့လာခဲ့ပါပြီရှင်ပထမဆုံးရောက်တဲ့နေရာက museum ပေါ့နော်ဆိုတော့museum ကတော့ဒီမှာ William Rockwell Nelson Gallery of Art ပေါ့နော်အဲ့ကိုသွားကြပါလေမဒီချလို့ရပြီနော်စမ်းချဆိုတော့ဒါပြတိုက်ကိုဝင်ဖို့အတွက်ပေါ့နော်ဒီလက်ပတ်လေးပေးရဖြစ်တယ်ပေါ့နော်ဝင်ကြီးကတော့ကျောင်းကပေးပြီးသားဆိုတော့ပေးစရာမလိုပါဘူးဆိုတော့ဒီမှာ45 မိနစ်လောက်ပေါ့နော်ပတ်ခဲ့ပါတယ်ဟုတ်ကဲ့ပါအဲ့လိုနဲ့ပြတိုက်ထဲမှာလဲပြီးရဲ့နောက်မှာတော့မြို့ထဲကိုလိုက်ပို့ရပေါ့နော်အဲ့မြို့ထဲမှာကားကိုရထားပြီးတော့ကျန်တဲ့9နာရီကိုကိုအစီအစဉ်နဲ့ကိုကျရဲ့နေရာကိုသွားလေကြဆိုပြီးလွတ်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့နောက်ပိုင်းဒီ
City Market ပေါ့နော်ဒီဘက်ကိုသွားကြပါတယ်ဆိုတော့မြို့ရဲကိုလည်းမယ်ဆိုတော့ဒီ street car လေးကိုတုံးပြီးသွားလို့ရတာပေါ့နော် Kansas City မှာဒီဟာ free ပေါ့နော်လုံးဝပတ်စံမပေးရဘူးဆိုတော့ transportation car တော့လုံးဝသက်သာပါတယ်ဆိုတော့ခုတော့City Market ကိုရောက်ပြီပေါ့နော်ဆိုတော့ City Market ဝင်ချင်းဒီဆိုင်လေးတစ်ခုရှိရပေါ့နော်အဲ့ဆိုင်ထဲမှာဝင်ပြီးတော့ဖိုင်ညာကြည့်ကြအောင်ဆိုတော့ vibe လေးကအရန်မိုက်တယ်ပေါ့နော် aesthetic vibe အပြည့်ရတယ်ပြီးတော့ဆိုင်ထဲမှာဆိုလို့ရှိရင်အရန် twice လေးတော်တော်လှတယ်ပေါ့နော်ပြီးလို့ရှိလို့ရှိရင်သူရောင်းတဲ့ဟာလေးကတော်တော်မိုက်တယ်ပေါ့နော်ပစ္စည်းအသစ်အဆန်းလေးကြိုက်ပြီးတော့ vintage ဆန်လာလေးပါလိုချင်လို့ဆိုရင်ဒီဆိုင်လေးတော်တော်မိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့အပင်နဲ့ဆိုင်နဲ့စောက်ပြီးလည်းအများကြီးရှိရပေါ့နော်ညီမကတအုပ်ဝယ်ခဲ့ပါတယ်ဟုတ်ကဲ့ပါအဲ့လိုနဲ့ဆိုင်လေးကိုခဏလေးပတ်ပြီးတော့ bike အရန်စာနေကြရတယ်ပေါ့နော်မုတ်သွားစားဖို့လုပ်ပါတယ်ဒါကျတော့မီးပွိုင်ရအိမ်ထဲရောက်နေရပေါ့နော်အဲ့ဒါထူးဆန်းလိုက်ခဲ့တာပါအဲ့လိုနဲ့ Vietnam ဆိုင်မှာပေါ့နော်စားဖို့ဆုံးဖြတ်လိုက်ကြပါတယ်ခောက်ဆွဲစားကြပါတယ်အရန်စားလို့ကောင်းတယ်ပေါ့နော်အခုလိုမျိုး Asian စားတွေမစားတာကြာပြီဆိုတော့အရန်အောင်ပါပဲကျင်းနဲ့အားရကြိုက်ပါတယ်ပိုးရှင်အကြီးပဲပေါ့နော်လုံးဝမကုန်ပေါ့နော်ဟိုတဝက်ထုတ်သွားလို့ရတယ်ပေါ့နော်ဒါပေမဲ့မထုတ်လိုက်ဘူးဟိုကားပေါ်မှာမှောက်ကြကုန်မှာဆိုလို့အားနဲ့အရန်ကောင်းခဲ့ပါတယ်အဲ့လိုနဲ့စားတာ2နာရီလောက်ကြာသွားတယ်1နာရီကျော်လောက်ကြာသွားတယ်ပေါ့နော်အဲ့နဲ့ပြီးတော့ကဖေးတောက်မယ်ဆိုပြီးဗီယက်နမ်ကဖေးဆိုင်ထပ်သွားပါတယ်ပေါ့နော်အဲ့နဲ့ထပ်သွားတော့ညီမကျတော့ coffee မကြိုက်ဘူးပေါ့နော်အဲ့တော့ China Town ရောက်မှာတောက်မယ်ဆိုပြီးတော့လုပ်ထားရ China Town မှာပိတ်နေပါတယ်အဲ့နဲ့မတောက်ရပါဘူးအိမ်နဲ့ဆိုတော့အားလုံးကဘိုက်လည်းပြည့်သွားကြပြီဆိုတော့အခု Steamboat Museum ဆက်ပြီးတော့သွားလည်ကြပါတယ်ဒီကကျတော့ဟိုးရင်တော့လှေတစ်မျိုးပေါ့နော်အဲ့ဒါပြတ်သွားတော့ကြာပြီပြီးတော့အခုခေတ်လူတွေကပြန်တွေ့ပြီးတော့အဲ့လှေတွေကရတဲ့ပစ္စည်းနဲ့ဒီလှေအဆောက်အုံလေးပေါ့နော်ပြတ်တိုက်ပြန်လုပ်ထားတာဖြစ်ပါတယ်ဆိုတော့အခုထိလှေပေါ်ဟာတွေအကုန်လုံး 100% မပြသေးလို့ပြောပါတော့ only 45% လောက်ပဲ museum မှာရှိသေးတယ်ဆိုပြီးပြောထားပါတယ်ဆိုတော့ကြည့်လိုက်ရအောင်
first? It was very short. Very short. Okay, how about Zone? So cold. So cold. So cold. Yeah. So cold. ဆောင်းနှစ်ဖူးရကြည့်အောင် ဟုတ်ကဲ့ပါဆိုတော့ပေါ့နော် trip လေးကတော့ပြီးဆုံးသွားခဲ့ပါပြီပေါ့နော်ခဏနေအိမ်ပြန်တော့မှဖြစ်ပါတယ်ဆိုတော့အရင်ကအချိန်ကတိုးတာကြောင့်ပေါ့နော်အကုန်လုံးကိုတေးချာရှောက်လဲခွင့်မရခဲ့ဘူးပေါ့နော် explore လုပ်စရာနေရာအများကြီးကြံခဲ့သေးပါတယ်ပေါ့ဒါပေမဲ့လည်း it was a world trip ပေါ့နော်ဆိုတော့အခုလိုမျိုးပေါ့နော်လေပတ်ပြီးနောက်မှာတော့အခုအိမ်ကိုပြန်ဖို့ဘတ်စကားလေးရက်ထားတာရှိရပေါ့နော်အိမ်ကိုပြန်ပြီးတော့သွားကြတော့မှဖြစ်ပါတယ်ဆိုတော့အိမ်တော့ည9:00 နာရီလောက်ပေါ့နော်ပြန်ရောက်ပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်ဆိုတော့အပြန်ကြတော့ပေါ့နော်မူးတွေကရွာတယ်ပေါ့နော်မူးရအကြာကြီးတော့မရွာဘူးပေါ့နော်ပြီးတော့ sunset လေးလည်းကြည့်ခဲ့ရတယ်အရန်ဟောလာတယ်ပေါ့နော်ပြီးတော့ငှက်တွေအများကြီးပဲပေါ့နော် meditation လုပ်တာလည်းမြင်ခဲ့ရပါတယ်ဆိုတော့ it was so beautiful ရှိရောဟုတ်လားခုနအိမ်နေတယ်ကွာအခုလိုပါအိမ်ကောင်းကောင်းအိမ်နေရတိုးချက်ပါတယ်ဘာလဲတော့ဟာပါပါပဲအောင်ထုတ်ပြီနောက်ကတည်းကပါမှန်းတယ် โอเคပါဒီနေ့ Kansas City vlog လေးရလောက်ပါရရှင်အားလုံးကျေးဇူးတင်ပါတယ် bye